online မှာဗီဒီယိုတွေဖန်တီးတဲ့အခါကျရင်ဒီလိုအမှားမျိုးအခက်အခဲဒါတော့ကျွန်တော်3နှစ်တာဖန်တီးခဲ့တဲ့ content တွေ့ကြုံလာတာပါလုံးမိတဲ့အမှားတွေတော့အများကြီးပဲပေါ့လေအဲ့ဒီကနေမှတကယ်3ခုပဲပြောပါဆိုရင်ဒါတော့ပထမဆုံးခုဖြစ်လိမ့်မယ်ဘာလဲဆိုတော့လူတွေအများကြီးရှိကိုရအောင်ပြောတာကျွန်တော်တို့ content တစ်ပုတ်ဖန်တီးပြီးဆိုရင် engagement များများရခြင်းနဲ့လူတွေအများကြီးကြည့်ခြင်းနဲ့အဲ့ဒါကြောင့်ကိုယ့်ရဲ့ဗီဒီယိုလူတွေအများကြီးကြည့်အောင်ဆိုပြီးတော့ content တွေကိုဖန်တီးကြတယ်အဲ့ဒါပထမဆုံးအမှားပေါ့လေကျွန်တော်တို့ပထမဆုံးအာရုံစိုက်ရမယ့်အရာကလူတွေများများကြည့်ဖို့မဟုတ်ဘူးကိုယ့်ရဲ့ဗီဒီယိုနဲ့လူတွေအဓိကဘာပေးချင်တာလဲပြီးကိုယ့်ရဲ့ဗီဒီယိုနဲ့ကိုဘာရချင်တာလဲအဲ့ဒါကိုပဲစဉ်းစားအဲ့နှစ်ခုတိပြီဆိုရင်ကိုကဘယ်လိုလူတွေကိုဥတီပြောမှလဲအဲ့ဒီလူတွေရှိရဟိုငါဘယ်လို return ခုမျိုးရအောင်လုပ်ချင်တာလဲအဲ့ဒါကိုပဲဥတီပြီးတော့ content ရေး content ပြောအခုဥပမာလေးကိုပဲစဉ်းစားကြည့်ကျွန်တော်တို့ရဲ့ဗီဒီယိုကလူပေါင်း1000 1000ထိသွားတယ်ဒါပေမဲ့အဲ့ဒီရဲ့ဗီဒီယိုကနေပြီးကိုရချင်တဲ့ရလက်ကအယောက်2ယောက်ဒါမှမဟုတ်10ယောက်လောက်ပဲရတယ်ဟုတ်ဆိုကြပါတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကလူပေါင်းအယောက်100တို့မဟုတ်အယောက်1000ပဲထိတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုကနေရတဲ့ရလက်ကလူယောက်100လောက်ပြန်ဝင်လာတယ်ဒါမှမဟုတ်လူယောက်50လောက်ပြန်ဝင်လာတယ်ဆိုရင်ရလက်ကဘယ်လိုမျိုးလဲကိုလိုချင်တာကိုဖြစ်လား yes ဖြစ်တယ်ပြောချင်တဲ့ရှုတော့အဲ့ဒါပဲပေါ့လေကျွန်တော်လူတွေအများကြီးရုပ်ကြည့်ဖို့မလို engagement တွေအများကြီးရဖို့မလိုကိုပြောချင်တဲ့လူကိုလိုချင်တဲ့ရတဲ့ရဖို့ပဲအဲ့ဒါကို focus လုပ်ပါလူတွေတစ်ခုကတန်းရောက်တာပေါ့လေကျွန်တော်တို့ online မှာဗီဒီယိုလုပ်တဲ့ခါကျရင်လူတွေတန်းပြီးမရောက်ပါနဲ့ဟိုခုနပြောခဲ့သလိုရောင်းနေဆိုတဲ့ဟာကိုလူတွေမှာဟိုမကောင်းတဲ့ခံစားချက်တစ်ခုနဲ့ညှိနေဖြစ်လို့ကြောင့်တန်းရောက်ပြီဆိုရင်လူတွေကဒီကဘာကြီးလဲပေါ့လေကျွန်တော် persistent ကိုရှိပါပြီအဲ့ဒါမကောင်းပါဘူးလူတွေနဲ့ချိတ်ဆက်တယ်ဆိုတဲ့ story telling တွားတာတော့အကောင်းဆုံးပါပဲတတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကိုယ်နဲ့ဖန်တီးတဲ့အခါကျရင်ဘာ strategy မှမရှိဘဲနဲ့ကိုယ်နဲ့ဖန်တီးနေတာပါဟုတ်ဒါကတော့ကျွန်တော်တို့ပြင်ဆင်ရမယ့်အရာတစ်ခုပေါ့လေကျွန်တော်တို့ကိုယ်နဲ့ဖန်တီးပြီးဆိုတဲ့ဟိုအစအနေနဲ့ဆုံးကိုယ်နဲ့ fan တွေတစ်ခုဆွဲရပါတယ်ပထမဆုံးကိုယ်နဲ့မှာငါဘာလို့ချင်တာလဲဒုတိယကိုယ်နဲ့မှာဘာလို့ချင်တာလဲနောက်ဆုံးကိုယ်နဲ့မှာဟောငါဘယ်လိုရလိုက်မျိုးလို့ချင်တာလဲဒါတွေ plan ဆွဲပြီးတော့မှဒီလို strategy တစ်ခုချပြီးတော့မှကိုယ်နဲ့ဖန်တီးတာအကောင်းဆုံးပါပဲကိုဒီကိုယ်နဲ့ကိုလုပ်လိုက်မယ်ဆိုတဲ့ random တွားတာကတော့မကောင်းပါလေမကောင်းဆိုတော့ကျွန်တော်ရလက်တစ်ခုထိဖို့ကလည်းရန်ခက်ခဲပါတယ်။နောက်ပြီးကျွန်တော်အနေနဲ့ဘာလို့ပြောနိုင်တာလဲဆိုရင်ဒီလိုလုပ်ငန်းရှင်မိတ်ဆွေတွေဒီလိုကိုယ်နဲ့ဖန်တီးခြင်းတဲ့လူတွေကကျွန်တော်တို့ကူညီပေးနေတဲ့ project တစ်ခုဖြစ်လို့ပါ။ကျွန်တော်တို့တင်းဘက်ကနေပြီးတော့ကိုယ်နဲ့ဖန်တီးခြင်းတဲ့မိတ်ဆွေတွေရှိမယ်။လုပ်ငန်းအတွက်ကိုယ့်ရဲ့ personal branding ကိုတည်ဆောက်ခြင်းတဲ့လူတွေကအစားအနေဆုံးပါလေ။ကိုယ်နဲ့ plan ဆွဲတာတွေကိုယ်နဲ့ ideation လုပ်ပေးတာတွေချက်ခုရေးပေးတာတွေနောက်ဆုံးဗီဒီယို edit လုပ်ပေးတာတွေအများကြီးပဲပေါ့လေ။ဒါကျွန်တော်ဘက်ကကူညီပေးနေတဲ့အရာဖြစ်ပါတယ်။ဒီကလိုမိတ်ဆွေကကူညီလက်လို့ခြင်းနဲ့ဘယ်လိုလုပ်အောင်လဲဆိုတော့သိချင်တယ်ဆိုရင်ကျွန်တော် Facebook Messenger မှာလည်းလာပြီးတော့တိုင်လို့ရပါတယ်